လည်းဖုန်းတက်လေးကင်ကျင်လို့ဟာ ရေးကြလေရမယ်တော့ထင်တယ်ဟာငါတီးတဲ့လောက်ကတော့သူက9000လောက်သွင်းပြီးလို့ရှိရင်လေလားစင်900လောက်ပဲသွင်းရလားမသိအတိုးပါညာလည်းမပေါက်ဘူးဟာချေုံမိုက်တာ ဟဲ့ဟုတ်လားအဲ့ဆိုစိတ်ဝင်စားတယ်ဟာငါ့ကိုအိုက်ဆိုင်ရဲ့အကောင့်လေးပြပါအောင်လား ဟာနင်ကလေဒီမလေးဟာဖော်လိုဝါ3သိန်းကျော်တောင်ရှိရနင်ကြည့်လိုက်အဲ့မှာဆွဆွပြီးကြည့် ဟဲ့အေးဟာဟဲ့ဒီမှာကြည့်ပါဦးဖုန်းလေးတွေကလှလိုက်တာဟဲ့ငါဒီရောင်လေးကြိုက်တယ်တော့တက်နင်ကဘယ်မျိုးစားလို့ကျင်တာ ငါအပြလေးကြိုက်တယ်ဟာဟဲ့ဖုန်းဆိုင်ဖွင့်လာတာဟာဒီမှာလိပ်စာတွေဘာတွေလဲလင်းချတာတဲ့ဟာအလိမ်ညာတော့မဟုတ်လားဘူး အေး ဟဲ့ဆိုင်ကလေးတွေကလည်းလက်မနေရောပဲဟဲ့ကြည့်ပါဦးအေးဟဲ့တတနင်ဆိုင်ကလိုချင်လို့ဆိုဒီမှာလာကြည့်ပါဦးမိုက်နေရောပဲ ဟဲ့ဒီမှာလာကြည့်လိုက်လှနေရော ဟုတ်အေးငါလည်းအိမ်မှာရင်းနှီးတူးမယ်ဆိုပြီးတော့ပုံမပတ်စံတော့ရှိတယ်လုံးလိုက်ကောင်းမလားပဲပြီးတော့အလုံးနဲ့အိမ်ကနည်းနည်းဝေးရဆိုတော့ခါလေအလုံးနောက်ကျတော့ရှိရင်ကားသွားမြန်သိ100လောက်ကျတယ်ဟာ အေးပေါ့ကွာတန်ချင်းဟာအရေးကြီးတော့ရင်ဖြည့်ပေါ့နော်ဒါပေမဲ့မင်းစဉ်းစားအောင်ဟျောင်းရင်အဲ့ဆိုင်အယောင်ငွေချေတယ်ရတယ်ဟဲ့မြန်မာဝန်ထမ်းတွေလည်းရှိတယ်မင်းသိချင်တာလေးရင်ဆုံးတိခောက်မေးထားကြည့်လိုက်ပေါ့ဟုတ်တယ်မလား ဟုတ်လားဒီပါကွာငါဝယ်လိုက်မယ်ဟိုငါ့လင့်လေးပို့လာပြီပါလား3ယောက်ပေါင်းဝယ်မယ်ဆိုရင်တော့နည်းရှော့မလားပါမလားပေါ့ကွာ ဟိုးဆရာကြီးကလည်းမြန်မာဝန်ထမ်းရှိတယ်လို့မင်းကြိုက်တာမေးကွာ အေးလေများလာငါတော့ကြိုက်တယ်ဒီရောင်နင်ဒီထဲမှာ